မေတို့မျက်နှာထဲသွားလိုက်ကြမယ်နော်ကဲထားကြမယ်မမေတို့သမီးတို့တခြားလို့ရရေဒီအပေါင်းရှောက်တော့လေတခြားတော့ပိုင်မယ်မျက်နှာတင်မယ်ပြီးတော့လေမြလေးတို့စီမှာဒီလိုမြေအိုးလေးနေပဲထမင်းချက်ကြရပေါ့နော်ဒါကပို့ပြီးတော့ထမင်းရဲ့ဆန်ရတာအရင်စားကောင်းတယ်မျိုးတွေမှာလိုမျိုးလျှက်စစ်မီးမရှိတော့လေဒီလိုမီးသွေးမီးကိုနေပဲအဓိကအားပေးပြီးတော့ချက်တယ်ပေါ့နော်ကဲဟင်းလေးရတော့မယ်ဆိုတော့ဟင်းပွဲလေးလည်းပြင်လိုက်တော့မယ်ဒီနေ့ဈေးထဲမှာဖျားပန်းလှတာလေးတွေ့လို့ဖျားပန်းလေးဝယ်ရဲဖျားပန်းလေးကလာအောင်မယ်ဖျားပန်းလေးလှလိုက်တာကဲတားတော့သမီးတို့မမေနဲ့တူဖျားပန်းကအောင်နော်ဖျားရှင်ကိုကြမယ်နော်မမေတို့သမီးရေလက်ပူမယ်နော်တေချာထက်နော်သမီးတေချာထက်ဟုတ်ကဲ့မမေသမီးကြီးဟင်းထည့်ပြီးတော့ဆိုတော့ငယ်လေးကိုထည့်ပေးရမယ်ငယ်လေးကဒီနေ့သူ့ကြိုက်ဟင်းလေးဆိုတော့ရှယ်စားမှာပဲဒီနေ့တားကြိုက်တဲ့ဟင်းလေးကိုမမေချက်ပေးထားတယ်ကြည့်မလားကြိုက်ကြမယ်နော်ဒီမှာဒါကတော့ကိုယ့်ရဲ့အကြိုက်ဆုံးအချိန်လေးပဲပန်းဆက်ရတာအရန်ကိုကြိုက်တယ်အရန်လဲဝါသနာပါတယ်ပန်းလေးတွေကြည့်ပြီးတော့ကြည်နူးဖို့အရန်ကောင်းတာပဲကဲဝမ်းစာရေးအတွက်လည်းအလုံးလုံးလာအောင်မယ်ဒီဆက်လေးချက်ပါမယ်နော်အိမ်ကယောက်ျားတော့လေတကယ်ပါပဲရေလေးကိုဖြည့်ပေးထားမှမရှိဘူးနေတဲ့ငါပဲဖြည့်နေရတယ်တကယ်ပဲကဲဒါကတော့လေမြလေးရဲ့တနေ့တာပေါ့နော်တနေ့တာအိမ်ရှင်မရဲ့အလုပ်တွေပါပဲလို့